fight scene တွေကိုမင်းတစ်ချက် show လိုက်ဒီမှာစောက်ချင်းကြီးပဲနောက် weapon ထွက်တာရှော့ကာကိုထိုးပြလိုက်တာသွားလိုက်ပြီတစ်ခုပြောင်းသွားပြီ I lost my shocker. ဒီငါရဲ့ရှော့ကာကိုရှော့ချုံလိုက်ရပြီထုတ်လိုက်တယ်ဒီလားကပ်ပိန်လိုပဲကပ်ပိန်နဲ့ fight တော့လည်းနောက်ဆုံးပဲကောင်းအောင်ဆွဲချွတ်ခါလိုက်ရပြီဒီရော Civil War မှာယော 1% ဒီရိုက်နေရတယ်နဲ့ဟုတ်တယ်ဂိုင်းနဲ့ Winter Soldier ကိုနှစ်ကောင်ပေးရိုက်တာရှုပ်လို့မရဘူးဒီကောင်လဲသူ့စုကဒီထဲမှာပို့ပြီးတော့ advance ဖြစ်တယ်လို့ခံစားရတယ်သိလား cinematic universe မှာအဲ့လိုမဟုတ်ဘူးလို့ပြောမှာဒါပေမဲ့မိုက်ပါတယ်အဲ့ဒီမှာလဲဒီစုကပို့ပြီးတော့ strong